Tata Chita Nico Mormam Yakamia, Tata Assistant Lady or the Sama Pipara, Eddie Sissenga, General Video Repandida Kama, Content Repandida Kama, Atombuda app go below Tombua Mesra, the Yama Pipara, the Genita down to that Dredjan Pipara, Dagala, Video Repandida Kama, Ascend Yai or Tware Dredjan, Video and Yai or Pandima, and I over below Tomam Mesra or the same with the same Yama Pipara. Aku tata tahu ni dek video editing app ka UCAT video editing app cepat. Era go Android phone ma, go iPhone ma go tompulo ya bar. Tata ka Android Samsung phone tompulo dah jauh Samsung le balu tompulo am le sudah go tempia ma cepat. Pertama song phone deka Play Store go point ba search ma UCAT UIOUCUT go yai thai biro search go nahi ba. Kache phone ne UCAT video editor go install lo ba. Install လုပ်ပြီးက open ကိုနှိပ်ပါ voila ဒါကတော့အဓိကမျက်နှာစာဖြစ်ပါတယ် feature တွေတိတ်မများပေမဲ့လို့ photo video တွေနက်နက်ရှိုင်းရှိုင်း edit လို့ရပါတယ်ကဲပထမဆုံးပြောချင်တဲ့အကြောင်းအရာကညာဘက်ပေါ်တောင်းမှာ pro နဲ့ setting ဖြစ်ပါတယ် pro ကိုနှိပ်ပါ UCAT Premium unlock all features feature အလုံးအသုံးပြုခြင်းဝယ်ရပါမယ် 7 days free trial then 17.99 per year feature တွေအကုန်လုံးကို9ရက် free သုံးချင် trial version ကိုဝင်ပြီးတော့9ရက်အလွန်တစ်နှစ်ကို$19နဲ့99ပြပေးရပါမယ်လစဉ်နဲ့အလုံးသုံးချင်$4နဲ့99ပြပေးရပါမယ် lifetime တစ်သက်လုံးဝယ်ယူချင်တော့$49နဲ့99ပြကျပါတယ်ဒီမှာကျွန်တော်တို့ basic နဲ့ medium level ကိုလေ့လာမယ်ဆိုတော့ဘာမှမပေးရဘဲ free version ကိုအသုံးပြုပါမယ် setting ကိုတွားပါ general အောက်မှာ appearance ပုံပန်းတဲ့ပြောင်းရပါမယ်နှိပ်ပြီးတော့ကိုကြရနေနဲ့ညပုံမတည်ပြီးတော့ရွေးပါကျွန်တော်ကတော့ dark mode ကိုပို့ပြီးတော့ကြိုက်ပါတယ် language မှာ English ကိုပဲရွေးပါ video setting ကိုတွားပါသူရွေးထားတဲ့အတိုင်း item stick to frame မိမိရထားတဲ့ video frame အတိုင်းတိတိကျကျအသုံးပြုပါမယ်ကျန်တဲ့ setting တွေကိုလိုအပ်မှသာဆက်ပြောပါဖြစ်ပါတယ် Mage Paint ကိုပြန်သွားပါအောက်ခြေမှာရှိတဲ့ feature 3ခုဖြစ်တဲ့ AI Plus နဲ့ template ကိုပြောပြပါမယ် AI ကိုနှိပ်ပါ AI ထဲမှာ AI 2နဲ့ AI Painting AI Enhance Video နဲ့ AI ပကြီးကားဓာတ်ပုံတွေကိုလည်းဖန်တီးလို့ရပါတယ် free ရတဲ့အရာရှိလို့ဝယ်သုံးလို့ရတဲ့ pro လည်းရှိပါတယ်ညာဘက်အောက်ဆုံးတောင်းမှာရှိတဲ့ template ကိုနှိပ်ပါတယ်ကြည့်ပါအောင်တကယ် trim ဖြစ်နေတဲ့ template အများကြီးရှိပါတယ် free ရတဲ့အရာရှိသလို pro နဲ့အသုံးပြုလို့ရတဲ့အရာတွေလည်းရှိပါတယ်ဒါကိုနောက်မှအကျဉ်းတဝင်းပြောပြပါမယ် main page ကိုပြန်သွားပြီးအောက်ဆုံးမှာရှိတဲ့အလက်တက် plus ဆိုတဲ့ feature ကိုနှိပ်ပါဒါကတော့အဓိကကျတဲ့ video editing ဖြည့်ညက်ကတ်လုပ်မဲ့အရာတွေပါ video photo and all ဆိုပြီးတော့ရှိပါတယ် video ဓာတ်ပုံတွေစထည့်ပြီးတော့ edit လုပ်လို့ရပါတယ်ဒီနေ့တော့ရိုးရိုးရှင်းရှင်းဓာတ်ပုံများထည့်သွင်းပြီးတော့ short video clip လုပ်ပြပြီးအဆုံးသတ်ပါမယ် UCAT ကိုဖွင့်ပြီးတော့ new project ကိုနှိပ်ပါ photo ကိုနှိပ်ပြီးမိမိထည့်ချင်တဲ့ဓာတ်ပုံများကို select ရွေးချယ်ပါရွေးချယ်ပြီးပါကညာဘက်များအဝိုင်းလေးကိုနှိပ်ပြီးတော့ import လုပ်ပါကဲဒါကတော့ဓာတ်ပုံတွေ video တွေဖြည့်ညက်ကတ်လုပ်ကြမဲ့ edit panel ဖြစ်ပါတယ် play လုပ်ပြီးတော့စမ်းကြည့်ကြရအောင်ဓာတ်ပုံတစ်ခုကနေတစ်ခုကူးပြောင်းတဲ့အခါ transition effect ထည့်ချင်ရင်ဓာတ်ပုံတစ်ခုကြားကမြင်းဆောင်ကိုနှိပ်ပါလက်ရှိ basic အောက်မှ transition တစ်ခုကိုရွေးပြီးတော့ timing bar အနေအမြန်ကိုချိန်ပါပြီးပါကအမှန်ချစ် check mark ကိုနှိပ်ပြီးတော့ထည့်သွင်းပါ play ကိုနှိပ်ပြီးဖွင့်စမ်းကြည့်ပါနောက်တစ်ခုထည့်ချင်ရင်ခုနကလိုမိမိကြိုက်တဲ့ transition effect ကိုထည့်သွင်းပါဟုတ်ပြီဓာတ်ပုံတိုင်းကို transition effect တစ်ခုဖြင့်အကုန်လုံးယူသုံးချင်ဓာတ်ပုံကြားကိုနှိပ်သုံးချင်တဲ့ transition ကိုရွေးပါ double check mark များတစ်ခုထပ်နေတာကိုနှိပ်ပြီး apply to all ကိုနှိပ်ပါဖွင့်စမ်းကြည့်ပါတတိထားမိတာတစ်ခုကဓာတ်ပုံ time frame ကတော်တော်ကြာပါတယ်အချိန် short ဖို့ဓာတ်ပုံကိုနှိပ်ပြီးတော့ဘယ်သို့မဟုတ်ညာဘက်ဆွဲချိန်ပါကြံတဲ့ဓာတ်ပုံကိုလည်းကိုကြိုက်တဲ့အနေအမြန်ကိုဆွဲချိန်ပါချိန်ပြီးပါကဖွင့်စမ်းကြည့်ပါ Okay now can take music tab music note ကိုနှိပ်ပါ feature my music effects and recent ဆိုပြီးတော့ခွဲထားပါတယ်ကျွန်တော်မှာ my music တခြင်းတီးလုံးရှိတဲ့အတွက်ရွေးပြီးတော့ use ကိုနှိပ်ပါမယ်ဒါကိုလည်းနောက် video မှာအကျယ်တွင်ပြောပြပါမယ် play ဖွင့်ကြည့်ပါပိုတဲ့ music အပိုင်းတွေကိုဖြတ်ပါမယ်နောက်ဆုံးပုံနဲ့အညီရှိတဲ့နေရာကိုမြင်းချပြီးတော့ split နှိပ်လိုက်ပါကပိုတဲ့အပိုင်းကိုခွဲဖြတ်ခြင်းဖြစ်ပါတယ်အဲ့ဒီအပိုင်းကို select လုပ်ပြီး delete နှိပ်ပြီးတော့ဖြတ်လိုက်ပါ
နောက်တစ်ခုလုပ်ချင်တာက faint ကိုထည့်ပါမယ် fade and faint out လို့ခေါ်တဲ့တခြင်းအစနဲ့အဆုံးချောမွေ့စေဖို့တိုးတိုးလေးစတိုးတိုးလေးဆုံးစီခြင်းပါတယ်ဖွင့်ကြည့်ပါဒါဆိုရင်ဗီဒီယိုဖြစ်အောင်လုပ်ဖို့ညာဘက်အပေါ်တောင်းမှာရှိတဲ့ save ကိုနှိပ်ပါ UCut က recommend အကြံပြုထားတဲ့ resolution frame rate quality အတိုင်းမပြင်ဘဲစေးလုပ်ပါမယ်သင်ကမကြိုက်ဘူးဆိုရင်ပြောင်းလို့ရပါတယ် import လုပ်နေစဉ်ခဏလေးစောင့်ရပြီဆိုရင်ဖွင့်ကြည့်ပါ very good ဒါပြဲအသေးစိတ်အချက်လက်များကိုနောက်ဗီဒီယိုမှာတစ်ဆင့်ပြီးတစ်ဆင့်ဖော်ပြပါမယ်အားလုံးပဲနောက်ဗီဒီယိုမှာဆုံကြရအောင်Peace.